ကဲဒီဗီဒီယိုမှာတော့ဒီ15 Pro Max ကိုကျွန်တော်တို့ဒီနောက်ထပ်3လုံးပေါ့နော်15 Pro Max ကိုကျွန်တော်အရေးချရှော့မယ်ဆိုရင်ကနူးပင်ဝင်20ရာခိုင်နှုန်း9,84,400နဲ့ဆိုရင်15 Pro Max ကိုပိုင်းဆိုင်နိုင်ပါပြီ9,84,400နော်ဆိုတော့ဒါ20ရာခိုင်နှုန်းနဲ့ပေါ့နော်ဒီထက်ပိုပေးစင်လည်းပေးလို့ရပါတယ်ကနူးပင်ဝင်ကဆိုတော့ဟိုဒါကတော့ကနူးပင်ဝင်ပေးတာများရင်အတိုးကတော့နည်းသွားတာပေါ့နော်ဆိုတော့ဒါလာစချင်းမှာတော့6လ9လတစ်နှစ်ရွေးခဲ့ကြရှိပါတယ်ဒါကလည်းအသေးစိတ်သိချင်တယ်ကျွန်တော်မြင်မြင်လို့ရတယ်ဆိုတော့15 Pro Max ကို device offline ကျွန်တော် page မှာလည်းပုံအသေးစိတ်တင်ထားပေးပါတယ်blue titanium ပေါ့နော်အလုံးတော့တက်တယ်20ရာခိုင်နှုန်းကလူပေးပြီး9,84,400ပါဆိုတော့ okay 9,84,400နဲ့15 Pro Max ကိုပိုင်းဆိုင်နိုင်ပါပြီဆိုတော့ okay နောက်တစ်လုံးက14 Pro Max เนาะကျွန်တော်ဖုန်းရသေးစိတ်တွေကျွန်တော်မပြောတော့ကျွန်တော်ဒီကကနူးပေးမယ်ပဲကျွန်တော်ပြောပြပေးချင်တာပေါ့နော်14 Pro Max 256 GB 20% ကနူးပေးမယ်20ရာခိုင်နှုန်း6,6,1,000နဲ့ဆိုရင်14 Pro Max ကိုပိုင်းဆိုင်နိုင်ပါပြီဒါ20ရာခိုင်နှုန်းကနူးပေးမယ်ပါနော်14 Pro Max 256 20ရာခိုင်နှုန်းကနူးပေးငွေ6,6,1,000နဲ့ဆိုရင်14 Pro Max 256ကိုပိုင်းဆိုင်နိုင်ပါပြီဆိုတော့နော် okay နောက်ထပ်15ကကြတော့128ပါနော်15လည်း offline တော့ပဲကျွန်တော် page မှာလည်းတင်ထားပါတယ်ဆိုတော့ကျွန်တော်ဖုန်းရဲ့တိစိတ်မပြောတော့ဘူးเนาะအဓိကကဒီကနူးပင်းငွေဘယ်လောက်လဲဆိုရင်ကျွန်တော်ပြောပြပေးချင်တာပေါ့20ရာခိုင်နှုန်းသူက4,9,300လဲဆိုရင်15ကိုပိုင်းဆိုင်နိုင်ပါပြီကနူးပင်းငွေအရင်နေတယ်เนาะ20ရာခိုင်နှုန်းဒါဒီချက်ပို့ပေးခြင်းလည်းပြီးလို့ရပါတယ် iPhone 15ကနူးပင်းငွေ4,9,300လဲဆိုရင် iPhone 15ကိုပိုင်းဆိုင်နိုင်ပါပြီ okay ဆိုတော့အဲ့တော့ဒီဗီဒီယိုမှာတက်ပြောပြချင်တယ်ရေးချရှော့မယ်ဆိုရင်မုံတင်မှုရင်းလုပ်မယ်အိမ်အောင်စုရှင်မှုရင်းလုပ်မယ်ရက်ခွက်ထောက်ကန်စာလုပ်မှာပေါ့နော်ဒီ3ချက်နဲ့ဆိုရင်ကိုယ့်ဘက်ကအချက်လက်မှန်ကန်ဆိုရင်ရေးချရှော့ပြရပါပြီရေးချရှော့ချင်တဲ့ဆိုဆိုင်မှာခဲ့ကြပါဆိုင်မှာဆုံးကြမယ်ခုလပါ